မနိုင်မဒီနေ့မှာတော့တုံတုံလေးနဲ့မမဝိုင်က Color Brain Battle လေးပြိုင်ဆောင်ပါပါတုံတုံလေးကအခုမှ2နှစ်ဆိုတော့မမဝိုင်ကပဲနိုင်မသိကြပါရဲ့ဒါဆိုရင်တော့ဒါလေးကိုလောက်တက်လို့လား Okay ဒါဆိုရင်စလိုက်ကြစို့ 3 2 1 go တုံးစမယ် Yes good job နောက်တစ်ခု Okay ဟုတ်ပြီတော်တော်လေးနောက်တစ်ခု Yes good job နောက်တစ်ခုဝါဟုတ်ပြီ Yes နောက်တစ်ခု last stage နော်နည်းနည်းလေး Yes good job 28စက္ကန့်မှာကဲဒီတစ်ခါတော့မမဝိုင်28စက္ကန့်ထက်ကိုပို့ပြီးတော့မြန်ပါလားကြာပါလားကဲ start it now no this ting no Yeah good job မနဲ့နေရ ဘာလုံးနေပါပြီမမပါလို့ okay ဒါကဒီလိုဟုတ်တယ်ဒီလိုဟုတ်တယ်Okay ယေဘယ်နှမိနစ်လဲ32တော့နေ မမရှုံးอ่ะဗောဒါဆိုရင်တော်တော်လေးอ่ะ winner congratulations ဒီလိုမျိုး color matching game လေးတွေကကလေးတွေမှာစော်ရင်းတင်သွားလို့ရတဲ့ activities လေးနော်ဒီလိုမျိုး color လေးတွေကိုတူရအောင်ရှာ color နဲ့တူရအောင်တစ်ထပ်တည်းထိရတဲ့အတွက်ကြောင့် color recognition ရော hand eye coordination ရော skin တစ်ခုလုံးကိုတပြိုင်နက်တည်းတင်သွားလို့ရတယ်နော်တုံတုံလေးနောက်တစ်ခါကြာရင်လေးဒီလား color တွေမကဘူးနော် color ကော shape ကောပြိုင်ပြီးတော့စော့မှာအဲ့ဒီချိန်ကြာရင်နော်တုံနိုင်ပါလားမမနိုင်ပါလား တော့ အော်ဖြေကိုသိချင်နေတဲ့အတဲတုံးလေးရှိရဆိုရင်လည်းဒီ channel လေးကို subscribe လေးလုပ်ပြီးတော့စောင့်ကြည့်ပေးနော် bye bye